စိတ်လုံးဝပြက်စီးသွားဖို့တယောက်တည်းဘလောက်ကြာကြာနေရမလဲပထမဆုံးရက်ပထမဆုံးနေဝင်ချိန်မှာမျက်ခင်းပြင်ထဲတင်းတယောက်တည်းထိုင်နေတယ်ပတ်ဝန်းကျင်ကတောပန်းလေးတွေကအေးချမ်းစိတ်ငြိမ်နေပြီးတင်းလဲနေလို့ကောင်းနေပါသေးတယ်ရက်အနေငယ်အကြာနောက်ထပ်နေဝင်ချိန်တစ်ခုရောက်လာပြန်ပြီတင်းအုံနောက်ကလူတန်သို့မဟုတ်လူတယောက်ရဲ့အထီးအတွေ့ကိုစတင်တောင်းတလာတယ်ပန်းတွေကပဲတင်းစကားကိုကြားနိုင်တယ်လို့မျိုးတင်းစကားစပြောလာတယ်ခရမ်းရောင်တိမ်တိုက်ခေါင်းပေါ်ဖြတ်တန်းလာချိန်မှာတင်းရှိတို့နောက်ဆုတ်ရင်းထိုးနေမိတယ်ရက်တပါများအကြာတင်းတီကျွမ်းနေဘူးသမျှလူသားရဲ့အမတ်တရားတွေခေါင်းထဲဝင်လာတယ်တိတ်ဆိတ်လွန်းတဲ့တန်းကြောင့်တခုခုလှုပ်တဲ့အနေနဲ့တင်ထခုန်နေမိတယ်နောက်ထပ်လိမ်မော်ရောင်နေဝင်ချင်းတစ်ခုမှာတင်ကောင်းကိုတင်ဖြန်ကင်ထားမိတယ်မျှဝေခံစားမဲ့သူမရှိဘဲအတွဲတွေကအဆုံးအစမဲ့လဲပတ်နေတယ်တလကြော်အကြာကိုဘာသာအတန်ကျကျနဲ့စကားပြောလာတယ်နေဝင်ချင်းအယောင်တွေဝါတာတာဖြစ်နေလာကိုငေးကြည့်နေမိတယ်အထီးကျမှုကိုဖြေဖြောက်ဖို့စိတ်ကနေအတန်တွေစိတ်ကူးရင်တငယ်ချင်းတွေကိုဖန်တီးလာတယ်မရှိတဲ့လူတွေကိုစကားပြောရင်းတပြိုင်နက်တည်းရဲလိုက်ငူလိုက်ဖြစ်နေတယ်ပန်းရောင်တိမ်တိုက်တဲ့အောက်မှာတင်ခွေခွေလေးလဲရောက်နေမိတယ်ခွန်မစီမြောက်ရက်တင်းစိတ်ကအပိုင်းကွဲထွက်သွားပြီးအတန်အမျိုးမျိုးနဲ့အချင်းချင်းပြန်ငင်းခုန်နေကြတယ်အောက်ကမျက်ခြောက်တွေကိုလွှိဝက်ချက်တွေတိုးတိုးလေးပြောပြနေမိတယ်အခုဆိုရင်ကြေးမော့သွားရတဲ့အုံနောက်အာယုံတွေဟာဖန်ခွဲဆယ်ဒီလိုလွင့်မျောနေပြီးတက်မတ်မျက်ခင်းပြင်ထဲတဲမလုံမရထိုင်နေပါတော့တယ်